Hi ပရိသတ်ကြီးရေဒီနေ့ကျွန်တော်တို့ရှိုးဝက်ချက်တွေဖော်ထုတ်မဲ့အကြောင်းအရာကတော့ကမ္ဘာအထင်ရှားဆုံးနဲ့ညံရီအထက်မြက်ဆုံးခွေးမျိုးစိတ်တွေထဲကတစ်မျိုးဖြစ်တဲ့ဂျာမန်ရှာဖတ်အကြောင်းပဲဖြစ်ပါတယ်။ဒီခွေးမျိုးစိတ်ကိုတင်မြင်ဖူးတာနဲ့တင်ရဲရင်မှုတစ္ဆာရှိမှုနဲ့ညံရီထက်မြက်မှုကိုချက်ချင်းသတိရမိမှာပါ။သူတို့ကရဲတွေရဲ့အဖို့မျက်မြင်တွေရဲ့လမ်းပြစစ်မြေပြင်ကသူရဲကောင်းတွေဖြစ်တယ်လို့တင့်အိမ်ရဲ့အကောင်းဆုံးအဆောင်ရှောက်လည်းဖြစ်ပါတယ်။ဒီလိုအစွမ်းထက်ခွေးမျိုးစိတ်အကြောင်းလေ့လာဖို့အသင့်ဖြစ်နေပြီလားပထမဆုံးအနေနဲ့ဂျာမန်ရှာဖတ်တွေရဲ့မူလစိုက်မြစ်ကိုပြန်သွားကြည့်အောင်1900စုနှောင်းပိုင်းဂျာမနီမှာ Max von Stephanet ဆိုရဲ့စစ်အရာရှိတဦးကတိုးချောင်းခွေးတွေကိုစနစ်တကျမွေးမြူပြီးညံရီအမြင့်ဆုံးအလုံးလုံးနိုင်စွမ်းအကောင်းဆုံးခွေးတစ်မျိုးကိုဖန်တီးဖို့ရည်မှန်းခဲ့ပါတယ်သူရဲ့ရည်မှန်းချက်ကနေကမ္ဘာကျော်ဂျာမန်ရှာဖတ်တွေပေါ်ပေါက်လာခဲ့တာပါသူတို့ရဲ့မူလရည်ရွယ်ချက်ကတိုးချောင်းဖို့ဖြစ်တယ်မဲ့သူတို့ရဲ့ထူးချွန်တဲ့စွမ်းရည်တွေကြောင့်ကမ္ဘာနေရာအနှံ့အပြားမှာအမျိုးမျိုးသောတာဝန်တွေကိုထမ်းဆောင်နေကြပါပြီသူတို့ရဲ့ကြန့်ခိုင်တဲ့ကိုယ်ခန္ဓာတွက်လက်တဲ့လှူရှားမှုထက်မြက်တဲ့မျက်လုံးတွေဟာသူတို့ရဲ့စွမ်းရည်တွေကိုထင်ဟပ်နေပါတယ်ဂျာမန်ရှက်ဖက်တွေဟာကမ္ဘာအသိဉာဏ်အမြင့်ဆုံးခွေးမျိုးစိတ်၃မျိုးထဲမှာပါဝင်ပါတယ်သူတို့ဟာအမိန့်ပေါင်းများစွာကိုလင်းမြန်စွာသင်ယူနိုင်သည့်အခြေအနေတွေကိုခွဲခြားစိတ်ဖြာနိုင်စွမ်းမြင်မာပါတယ်ဒီတော့ဘယ်လိုနေရာတွေမှာအသုံးချကြတယ်လဲဆိုတော့ရဲတပ်ဖွဲ့စစ်တပ်မူရဆေးရှာဖွေရေးဘုံရှာဖွေရေးကဲဆယ်ရေးရှာဖွေရေးဝန်ဆောင်ဖေးရေးဥပမာမျက်မြင်လမ်းပြစီးကြိုယောဂရှင်အဖို့စတဲ့နယ်ပယ်ပေါင်းစုံမှာအသုံးချကြပါတယ်သူတို့ရဲ့အနံ့ခံနိုင်စွမ်းကအမခံပါပဲလူသားတယောက်ရဲ့အနံ့ခံနိုင်စွမ်းထက်အစာပေါင်းများစွာပိုကောင်းပါတယ်ဒါကြောင့်ရဲခွေးတွေဟာရာဇဝတ်ကောင်တွေကိုခြေရခံရမှာပျောက်ဆုံးနေတဲ့သူတွေကိုရှာဖွေရမှာမရှိမဖြစ်လိုအပ်တဲ့အကူအညီတွေပေးနိုင်တာပေါ့သူတို့ရဲ့တစ္ဆာရှိမှုကတော့ပြောစရာမလိုအောင်ပါဂျာမန်ရှက်ဖက်တကောင်ဟာသူ့ကွန်ရှင်အပေါ်အသက်နဲ့လဲပြီးကာခွဲပေးနိုင်တဲ့တတိရှိတဲ့ခွေးတကောင်ပါတကယ်လို့တိအိမ်ကိုလူစိမ်းဝင်လာရင်ဘယ်လိုတွန်းပြတ်မဲ့ထင်ပါတယ်လဲဂျာမန်ရှာဖတ်ဟာသူ့ပိုင်ရှင်နဲ့သူ့မိသားစုကိုအန်ဒီယေကနေအမြဲကာခွဲပေးဖို့အသင့်ရှိနေပါတယ်သူတို့ရဲ့ဒီလိုကာကွယ်ပေးတတ်တဲ့တဘာဝကြောင့်တချို့လူတွေကသူတို့ကိုကြောက်စရာကောင်းတယ်လို့ထင်တတ်ကြပေမဲ့မှန်ကန်တဲ့လေ့ကျင့်မှုနဲ့ပြုစုစောင့်ရှောက်မှုတွေပေးနိုင်မယ်ဆိုရင်သူတို့ဟာနူးညံ့သိမ်မွေးတဲ့မိသားစုဝင်တူလို့ဖြစ်လာနိုင်ပါတယ်။ကလေးတွေနဲ့ဆိုရင်သူတို့ဟာနူးညံ့ပြီးတဲခံတတ်တဲ့အပေါင်းအဖော်တွေဖြစ်ပါတယ်။ကဲဂျာမန်ရှက်ဖက်တွေအကြောင်းသင်မသိသေးတဲ့အချက်လေးတွေပြောပြရအောင်။ပထမကမ္ဘာစစ်အတွင်းမှာဂျာမန်ရှာဖက်တွေဟာစစ်တပ်အတွက်တည်င်းပို့ခွေးတွေကယ်ဆယ်ရေးခွေးတွေအဖြစ်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ကြပါတယ်။သူတို့ဟာစစ်မြေပြင်ကတန်းရရစစ်သားတွေကိုရှာခွေကယ်ဆယ်ခဲ့ကြပြီးအရေးကြီးတဲ့တည်င်းအချက်လက်တွေကိုထမ်းဆောင်ပေးခဲ့ကြပါတယ်။ပြီးတော့ဟောလိဝုဒ်ရဲ့ပထမဆုံးခွေးစူပါစတာတွေဖြစ်တဲ့ Rin Tin Tin နဲ့ Strong Heart တို့ဟာလည်းဂျာမန်ရှာဖက်တွေပဲဖြစ်ပါတယ်။သူတို့ရဲ့ရုပ်ရှင်တွေကလူတွေကိုဂျာမန်ရှက်ဖက်တွေအပေါ်ချစ်ခင်လေးစားလာအောင်လုပ်ပေးနိုင်ခဲ့တယ်လို့သူတို့ရဲ့ဉာဏ်ရည်နဲ့စွမ်းဆောင်ရည်တွေကိုကဘာကိုချပြနိုင်ခဲ့ပါတယ်။ Rin Tin Tin တကောင်တည်းနဲ့တင် Warner Bros Studio ကိုဒေဝါလီခံရမယ့်အခြေအနေကနေကဲတင်နိုင်ခဲ့တယ်ဆိုရင်သင်ယုံနိုင်မလား။ဒါဟာတကယ်အမှန်တရားပါ။နောက်ထပ်အန်အောစရာကောင်းတာကတော့သူတို့ရဲ့လူသားတွေရဲ့ခံစားချက်တွေကိုနားလည်နိုင်စွမ်းပါ။သူတို့ဟာပိုင်ရှင်ရဲ့စိတ်ခံစားချက်အလိုက်တုံ့ပြန်တတ်ကြပါတယ်။ပိုင်ရှင်ဝမ်းနေရင်ဘေးနားကပ်ပြီးနုသိမ့်ပေးတတ်တယ်လို့ပျော်ရွှင်နေရင်လည်းအတူတူစော့ကစားပေးတတ်ပါတယ်။ဒါဟာသူတို့ကိုလူသားတွေရဲ့အကောင်းဆုံးမိတ်ဆွေတွေဖြစ်စေတာပါတယ်။ဒီလိုခွေးမျိုးစိတ်ကိုမွေးမြူမယ်ဆိုရင်တော့တင်းရဲ့အချိန်နဲ့အားစိုက်ထုတ်မှုလိုအပ်ပါလိမ့်မယ်။သူတို့ဟာဉာဏ်ရည်မြင့်မားတဲ့အတွက်စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတွေအများကြီးလိုအပ်ပါတယ်။နေစဉ်လေ့ကျင့်ခန်းလုပ်ပေးခြင်းဥပမာလမ်းလျှောက်တာပြေးတာဘောလုံးကစားတာစတဲ့ဟာတွေကိုပုံမှန်ပြုလုပ်ပေးခြင်းအစောပိုင်းအရွယ်ကနေတင်လူတွေနဲ့တခြားခွေးတွေနဲ့ယဉ်နီးအောင်လုပ်ပေးခြင်းတော့ socialization တွေဟာသူတို့အတွက်မရှိမဖြစ်ပါသူတို့ဟာစီကန်းရှိတဲ့ပတ်ဝန်းကျင်နဲ့ကောင်းဆောင်ကောင်းကိုလိုအပ်ပါတယ်မှန်တန်တဲ့လေ့ကျင့်မှုနဲ့ပြုစုဆောင်ရှောက်မှုတွေပေးနိုင်မယ်ဆိုရင်သူတို့ဟာတင်းရဲ့အကောင်းဆုံးအဖို့အဆောင်ရှောက်ဖြစ်လာမှာပါကျမ်းမာရေးနဲ့ပတ်သက်လို့ပြောရရင်ဂျာမန်ရှက်ဖက်တွေဟာတခြားခွေးတွေလိုပဲကျမ်းမာရေးဖြတ်သနာအချို့ရှိတတ်ပါတယ်။အထူးသဖြင့်တင်ပါဆုံရိုးနဲ့တုံတောင်စစ်အစစ်လွဲခြင်း hip and elbow dysplasia တို့ဟာသူတို့မှာအဖြစ်များပါတယ်။ဒါကြောင့်ကျမ်းမာရေးကောင်းမွန်တဲ့ခွေးကလေးကိုရွေးချယ်ဖို့အာဟာရပြည့်ဝအောင်ကျွေးမွေးဖို့ပုံမှန် direction ဆရာဝန်နဲ့ပြဖို့အရေးကြီးပါတယ်။ကဲဂျာမန်ရှက်ဖက်တို့ရဲ့ထူးခြားတဲ့ကမ္ဘာအကြောင်းတင်တို့သိရှိသွားလောက်ပြီလို့ထင်ပါတယ်။သူတို့ဟာရိုးရိုးခွေးတစ်ကောင်ထက်ပိုပါတယ်။သူတို့ဟာတတ်တိတစ္ဆာရှိမှုဉာဏ်ရည်ထက်ရက်မှုတို့ရဲ့အပြည့်ကုတ်တွေပါ
ဒီလိုခွေးမျိုးစိတ်တစ်ကောင်ကိုမွေးမြူဖို့စဉ်းစားနေရင်တော့သူတို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်မလားဆိုတာတေချာစဉ်းစားပါသူတို့ဟာတင့်ဘဝကိုပိုမိုပြည့်စုံစေမဲ့အန်အောစရာကောင်းတဲ့အဖို့တွေဖြစ်လာမှာပါဒီဗီဒီယိုကိုကြည့်ပြီးဂျာမန်ရှက်ဖက်တွေအပေါ်တင်းအမြင်ပဲလို့ပြောင်းလဲသွားလဲဆိုတာ comment မှာရေးပေးခဲ့ဖို့မမေ့နဲ့နော်နောက်ထပ်ဘဲခွေးမျိုးစိတ်အကြောင်းသိချင်လဲဆိုတာလည်းပြောပြခဲ့လို့ရပါတယ်ကျွန်တော်တို့ရဲ့ YouTube channel ကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ဦးနောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြမယ်နော်